အားလုံးမင်္ဂလာပါဒါတော့အိမ်နောက်ဒီရတော့ကျွန်တော်ဆောင်ပါတော့ဒီဘက်ကဒီနေရာချင်းလေးထဲမှာပါချင်းစီကခွင့်တောင်းပြီးစိုက်ထားတဲ့ဖြစ်ခင်းလေးပေါ့ဒါကတော့ပဲဆောင်ကားပေါ့နော်စင်ရတော့ဒီမှာမြင်တဲ့အတိုင်းပဲပေါ့ဖြစ်တယ်လို့ကြီးလောက်ထားတာဒါပေမဲ့အဆင်ပြေပါတယ်ဒီမှာအသီးလေးလည်းပြီးနေပဲဆောင်ကားကြီးလေးစိုက်ထားလည်းမချသေးဘူးကျွန်တော်ဒါလေးလာဝိုင်းမရှိဘူး2 လလောက်2 လကျော်လောက်ပွင့်လေးလည်းတော့ပွင့်မစားတော့မစားရတယ်ပေါ့နော်ကြည့်လိုက်ဒီဘက်ကတော့မရှမောင်နေလည်းအများကြီးပဲမရှမောင်နေဆိုရင်တနက်ခေါက်ခုပြီးသွားမှန်းတော့ကျွန်တော်မသိဘူးအများကြီးခုပြီးတော့ဒီမှာခဲခဲနဲ့လည်းထည့်ပြီးတော့ဒီမှာဆိုလည်းဒါကျငါးပင်ပေါ့နော်ဒါကတော့စင်မလုပ်ပေးနိုင်တော့ဘူးအများကြီးဆိုတော့လေဒီတိုင်းလည်းပြီးနေတာဆိုဒီတိုင်းပဲဆက်စားလိုက်တော့ဒီလိုလည်းခမ်းမကြီးခမ်းတော်တော်ဒီလေးစိုက်ထားလည်းရှိရပါတော့ဒါဆိုပဲဒီလေးဒီမှာစိုက်ကြည့်ဒီကောင်ကြီးဆိုလည်းတော်တော်စားပြီးတော့ဒီဟိုတလုံးကမိုးမရွာတဲ့ခါရောက်တော့ဒီစိတ်ကြီးတားတက်ပြီးတော့အကောင်ကြီးကအပွင့်တွေဖြတ်ကျက်တာပေါ့နော်ဒါမိုးလေးကြံရွာတဲ့ခါရောက်တော့အပွင့်ပြန်လိုက်မလားလို့ပဲအားဒီလေးပြီးပြီပေါ့နော်ဟုတ်ပါဘူးဘက်ကဘူးနေပေါ့ဒါတော့ခင်းရမယ်ခင်းရတော့ခင်းလည်းအပွင့်မလိုက်သေးဘူးဗျပြန်တော့ကြီးနေအပွင့်မလိုက်သေးဒီကောင်လည်းစားရတယ်ရှမောင်ကြီးဟိုဘက်ဒီမှာမရှိဘူးဘူးနေရအဲ့မှာဘူးနေဒါပဲရှမောင်ကြီးအများကြီးပဲဟိုကကစုံတော့ဒီမဲ့ပဲတော့900တော်တော်ဒီမှနဲ့တူတယ်ဒီမဲ့လည်းအကင်းလေးတွေအများကြီးပဲအပွင့်နေတိုင်းမှာတော်တော်ဟောဖြစ်နေတယ်တူတယ်ဟိုထင်ထားတာတော့တော့ဟောဖြစ်ဘူးထင်ထားတာပဲတော့9ဆိုဟိုအုံအားထားပြီးတော့ဖြစ်မဲ့ထင်လိုက်တာတော်သေးတာပေါ့အဲ့လိုဆိုရင်အုံတားထားရင်ကိုယ်စင်ကမနိုင်ဘူးပေါ့နော်ရှမောင်းရှမောင်းလေးပါနော်သမောပဲသမောပဲတကယ်စိုက်တာဘူးဝင်နေတော့ဒီမှာဒီမဲ့ဘူးတွေမှာတော့ရုံမိပင်လေးတပင်လေးတိုက်တာပေါ့နော်ဘူးတွေကတော့ share ဆွဲမုန်းနေပါပြီအဲ့ဒါကိုမကြားချင်တော့တိုးကြည့်အောင်လည်းကြည့်တော့ဒီမှာဒီတလုံးတော့မျိုးထားတာပေါ့နော်မျိုးအစီလေးပါလေရအောင်ဟိုမှာလည်းအများကြီးပဲဒီမဲ့ဒီအများကြီးဟိုမှာလည်းရှမောင်းစီလေးရောဒီမှာဒီလိုပေါ့နော်ဒီမှာဘယ်ဆိုတော့ဘာလို့ပြောတီးပြန်စားပဲတော့စိုက်လို့ရတာပေါ့ကဲ